Yu-Gi-Oh က Yu-Gi-Oh ကဖနက်ဒီဖနက်ဘူးမှာတကတ်ပါတယ်ဗောနော်ဒီဖနက်ပုံပါတဲ့ဟာဆိုတော့အဲ့ကျွန်တော်တစ်ချက်ဖောက်ပြကြည့်လိုက်သူကတော့ဒီကနေဆွဲဖွင့်ရဟုတ်တယ်တစ်ခါပဲဖောက်လို့ရကျွန်တော်ဒီ live မှာဖောက်ပြမယ်ဆိုတော့ကျွန်တော်ဖောက်တယ်ခုမှဖောက်မယ်Oh my god Yu-Gi-Oh ဒီမှာ Yu-Gi-Oh fan နေရှိလားမသိ giveaway ပေးပါဟမ် giveaway ကမလုပ်ပါနဲ့ကျွန်တော်ငယ်က Yu-Gi-Oh ကတ်တရားဝယ်ဘူးပဲပေါ့နော်အစ်စ်တော့မဟုတ်အဲ့လိုအတူပေါ့နော်တချို့ Yu-Gi-Oh fan တွေကဒီကတ်ဆော့တဲ့လူတွေရှိရဟုတ်တယ် Yu-Gi-Oh ဒီ board game မှာနာမည်ကြီးရပေါ့နော်သူတို့အဲ့လိုကတ်ဆော့တဲ့လူတွေကဒီဖနက်ကိုဝယ်ပြီးတော့ကတ်ကိုပဲယူထားဖနက်ကိုပဲအဲ့လိုဖနက်ကိုပြန်ရောင်းလိုက်တာပေါ့နော်ကတ်ပဲယူပြီးတော့ဖနက်ကိုပြန်ရောင်းလိုက်တာဆိုတော့အမျိုးဖနက်တွေကတော့ဈေးတက်နဲ့ဈေးပိုတက်ရပေါ့နော်ဒါပေမဲ့ကတ်တော့မပေါ